ဒီတစ်ခေါက်မှာတော့ရန်ကုန်မန္တလေးမိန်းလမ်းမကြီးနဲ့လည်းညီးပြီးတော့စီးပွားရေးလုပ်ဖို့ရအရှက်ရှာကြတဲ့နေရာလေးတစ်ခုနဲ့မိတ်ဆက်ပေးကြပါတယ်ရှင်တိကျမှန်ကန်မြန်ဆန်မှု KTZ နဲ့အစားပြုဟယ်လိုမင်္ဂလာပါ KTZ အချက်မြေမှကြိုဆိုပါရရှင်ဒီဝိုင်းလေးရဲ့ဒီနေရာကတော့မိထီလာမျိုးစောင်းညန်းကုန်းတိုးချက်ရက်ကွယ်ရန်ကုန်မန္တလေးမိန်းလမ်းမကြီးရဲ့အနီးမက်ဆီတိုင်းဘေးလမ်းကြားဝင်လာရင်ရောက်ပါတယ်ရှင်ဒီဝိုင်းလေးကိုအထဲထဲကိုလိုက်ပြပေးပါမယ်ရှင်ဒီဝိုင်းလေးရဲ့ပြည့်ရကျကတော့40 60ရှိပြီးတော့စနစ်မြေမျိုးစားဖြစ်ပါတယ်ရှင်ဒီဝိုင်းလေးထဲမှာဆိုရင်ရေကောမီးကောပါတဲ့အပြင်ကိုမှရေစင်ကလည်းအသေးဆောက်ပြီးသားဖြစ်တာမို့လို့ရေအတွက်ကတော့ဘာမှစိတ်ပူစရာမလိုတော့ပါဘူးရှင်ရေချိုးခန်းနဲ့အိမ်သားကလည်းအသင်းပါပြီးသားဖြစ်လို့လုံးဝအဆင်ပြေပါတယ်ရှင်အိမ်ရဲ့အလျက်လေးမျက်နှာပတ်လဲမှာလည်းအုတ်တိုင်းကပတ်လဲခတ်ထားပြီးသားအဖြစ်တဲ့အပြင်ကိုမှတန်တကားထိုးတကားကလည်းအခါရံမှာတိဆောက်ထားတဲ့အတွက်အိမ်ရဲ့လုံခြုံမှုကိုလည်းလုံးဝစိတ်ချရပါတယ်ရှင်ဒီဝိုင်းလေးရဲ့အားသာချက်ကတော့ရန်ကုန်မန္တလေးမိန်းလမ်းမကြီးနဲ့ညီရဲ့အတွက်စီးပွားရေးလုပ်ငန်းလုပ်ရှင်သူတွေအတွက်လည်းအဆင်ပြေပြီးတော့မိဘအောင်မိအေးချမ်းချမ်းနေကျင်သူတွေအတွက်လည်းအိမ်လေးဆောက်ပြီးတော့နေမယ်ဆိုရင်လည်းအဆင်ပြေပါတယ်ရှင်ဒီဝိုင်းလေးကိုရောင်းချပေးမဲ့ဈေးလေးကတော့3850ပဲဖြစ်ပါတယ်ရှင်ဒီဝိုင်းလေးကတော့လုံးဝဝယ်ထားတဲ့အနေထားလေးထဲမှာပါတာဖြစ်တဲ့အတွက်ဒီဝိုင်းလေးကိုလူကြီးမင်းတို့ကစိတ်ဝင်စားလို့ဆက်သွယ်ဝယ်ယူခြင်းနဲ့ဆိုရင်တော့ဒီဖုန်းနံပါတ်လေးကိုပဲဆက်သွယ်ဝယ်ယူနိုင်ပါတယ်ရှင်